breakfast စားမှာပါနဲ့မိုးလင်းပါပြီပေါ့နော်လှပြင်ပြီးတော့အင်းနဲ့သွားမယ် breakfast စားပြီးအင်းနဲ့သွားပါမယ် breakfast စားပြီးအင်းနဲ့သွားမယ် breakfast ကပါကျွေးမယ် swimming pool လည်းပါတယ်ပေါ့အရင်အကြီးတော့မဟုတ်ဘူးလားစားပြီးသွားပေါ်တက်က那呀，是不要爷爷了，要啦，要啦。ရန်နာတို့ D1 မှာတောင်ကြီးကိုသွားလဲတယ်လဲပြီးတော့ D2 မှာအင်းလေးကိုလဲမှာဖြစ်တဲ့အတွက်ပေါ့နော်ဒီတောင်ကြီးကအပြန်မှာညောင်ရွှေမှာရှိရဲ့ Grand Inland Hotel မှာတဲဖြစ်ပါတယ်ဟိုတယ်ရဲ့ view ကအရန်လှတယ်ပေါ့နော်ရန်နာရဲ့ D1 block မှာဆိုလို့ရှိရင် view ပါထည့်ပေးထားတယ်ဒါကတော့နောက်နေ့မနေ့စားတဲ့နေရာပါမနေ့စားလေးလည်းအရန်ကြိုက်တယ်ဒါမွေးငါပေါ့နော်မွေးငါလေးကတကယ်စားလို့ကောင်းတယ်နောက်ပြီးတော့ငါအသားလုံးကြော်လေးတွေပေါ့နော်အဲ့ဒါလေးတွေအရန်စားလို့ကောင်းပါတယ်ဟောဖရဲသီးစားတယ်ဟုတ်တယ်မကလေးကသူစားရပြန်ဖရဲသီးစားတယ်ဟုတ်ပါတယ်မမသမင်းဟုတ်တယ်ကလေးကလေးလေးပြန်အောင်ပါစားရတယ်ဒီမှာမွေးငါရဲ့သမင်းကြော်တယ်မမစားလေးအောင်ပြန်မမွေးငါသမင်းကြော်ဖရဲသီးပဲစားရလား ရန်နာတို့ကိုအင်းထဲမှာအင်းလေးချီပစ္စည်းရိုးရာအထည်တွေပေါ့နော်ဝယ်ဖို့အတွက်ရက်ပေးရဲ့ဆိုင်မှာဒီဆိုင်မှာယောက်ျားလေးဝတ်မိန်းကလေးဝတ်ပေါ့နော်အင်းလေး1ဆက်လေးအစုံရပါတယ်ရက်ကန်းရုံရောက်ပါပြီလက်ဆောင်ပစ္စည်းဝယ်တဲ့ဆိုင်မှာထမိန်လေးရောအေးလေးထမိန်လေးမှာဒါအင်ကြီးလေးလားဒီလေးဒါလေးလာရတယ်ဒီမှာချီတိုးလေးလည်းရှိရလေဘယ်လောက်လဲဒါလေးရဲ့ချီတိုးဘယ်လောက်လဲဘောင်းမီကအင်းသေးဘောင်းမီအကြောင်းလေးဝတ်တွေရှိတယ်ဒီမှာဟမ်ဝတ်တွေရှိနောက်ကတော့မသိဘူးကြားလေးတွေကြည့်ရစုံလေးရှိလက်ရှိလက်တူစင်းလေးနဲ့လားခိုင်းတယ်မဟာရိုးဟာအေးမရုံးမှာအပြားလေးစင်းကြီးရဟိတ်ကလေးဟမ်ဒီမှာဒီအင်ကြီးလေးဘယ်လောက်လဲမရေးထားမရေးထားဘူးဟမ်
ဒီအပွင့်လေးပါရည်နေရ40 အဖြူရောင်ဖြစ်နေတယ် ဟမ်ဘယ်လောက်လဲမသိဟမ်ချားလေးလေးတော့ပေါ့ငယ်လေးဒီရလေးလာလာစင်လေးဟိုမလေးဟေးမေးကြည့်တယ်ဘယ်သူ့ကိုမေးရဒီရလေးကဘယ်လောက်ဘယ်လောက်48ယူယူဟာလေးယူယူဟာလေးယူယူဟာလေးချင်ဒီဘက်မှာရှိဟိုဝါလေးလာတယ်20ဒီရလေးကဒါလေးက3000နဲ့1000ဟော3000ဟိုမှာဟိုဝါလေးလာတယ်ဒီလေးအဝါလေးလာတယ်ငွေတွေ လာတော့သူမဝဲဘူးလားအော်3000ပါကျန်တာတို့လက်ဆောင်ပစ္စည်းဝယ်ဆိုင်ရာပြန်มาတော့အင်းလေးဖောင်တော်ဖျားကိုတန်းပြီးတော့သွားတယ်ပေါ့နော်ဖောင်တော်ဖျားပွဲဆိုတော့ဖျားကတဆူပဲကြံပြီးတော့ကျန်တဲ့ဖျားတွေရောဒေသဆိုင်ကြွနေပါတယ်ဖျားပန်းနေပါတယ်ဝယ်မယ်ဆိုရင်လည်းပေါ့နော်လှေစိမ့်မှာမွဲလာပဲနဲ့ဖောင်တော်ဖျားမှာဝယ်တဲ့ဖျားပန်းလေးကပို့ပြီးတော့လက်ဆက်တယ်ပို့ပြီးတော့လည်းလှတယ်ပေါ့နော်အဲ့တော့ဖောင်တော်ဖျားမှာဖျားပန်းကို recommend ပေးပါတယ် အဲ့ဒီလည်းမခေါင်းဘူးတော့ဖောင်တော်ဖျားရောက်ပါပြီဒီကပန်းတွေကပြားလေးတောင်နားနေဘယ်တော့တောင်လက်ဆက်လဲအင်းလေးဖောင်တော့ရောက်ပါပြီဖောင်တော့ကပြားပွဲဆိုတော့ကျန်တဲ့ပြားတွေကဒီကစားရင်ကြွနေဆူလာအဲကြံခဲ့တယ်ဒါကတော့ရန်နာတို့ဖူးခွင့်ရခဲ့တဲ့အင်းလေးဖောင်တော်ဖျားတွေကဖျားတဆူဖြစ်ပါရဲ့ရှင်ဖောင်တော်ကနေနောက်ကပြားတဆူသွားတယ်ဒီကျိုးတွေဆိုနေရအများကြီးပဲနေရအများကြီးပဲစီးပြီးတစီးဖောင်တော်ကအပြန်ပါနေရဆိုအများကြီးပဲသွားအောင်ပြန်ရန်နာတို့ကတော့အင်းလေးမှာတေးစီးလာတဲ့တောက်လျှောက်မှာဒီလိုမျိုးဖျားနဲ့နေခါပေါ့နော်ပြန်လာတဲ့ဒီလိုလှေကိုအများကြီးတွေ့ရပါတယ်ခြေထောက်နဲ့လှော်တာပေါ့နော်ဒီလေတွေကတရွာကိုတစ်စီးစီပေါ့ဖျားပင့်နေခါမှာလိုက်ပို့တဲ့လှေတွေလို့တော့ထင်ပါတယ်ဘာလို့လှေတွေကအများကြီးတစ်စီးဒါပြန်လာကြတာပေါ့နော်ပြန်လာတဲ့လှေတွေပါ
တော်ပောက်ဖျားပါဘောပြဓာတ်တွေရောသုံးတာဒီဘက်ချမ်းဒီမှာကဈေးတန်းမရှိပါနဲ့ဈေးဝယ်နေရဟုတ်တယ်ဒါတွေရတယ်မရှိတယ်ရှိတယ်ဟုတ်ကဲ့ဈေးမှာရှိတယ်ရှိတယ်မဆိုင်ရနေတယ်လက်ဖက်6လို့ချက်နေကြသီးလို့ဝယ်ပြီးလိုက်ဝယ်လိုက်ဟာလေလည်းရှိတယ်ဘာလဲတော့မယ်လိုတော့ပောက်ဖျားမှာမျိုးစုံရှိတာပေါ်ဝါလေးတွေရောဈေးဆိုင်နေရာတခြားဆိုင်တွေထပ်ပိုများရယ်နော်လိုတော့ပောက်ဖျားဟာလေရောအင်းကြီးရောဒါမဲ့ရကန်းစင်မှာရောင်းနေအသားနေတော့တူဒီသားလေးရနေတော့ပါတယ်အင်းလေးဖောင်တော်ဖះအလိုတော်ပေါက်ဖះတွေပေါ့နော်ဖူးပြီးလို့အပြန်မှာတော့အင်းထဲမှာပဲနေ့လည်စာစားပါတယ်အင်းထဲမှာနေ့လည်စာစားတာပေါ့နော်ဒီဆိုင်မှာစားတာပါဒီဆိုင်ကမြန်မာထမင်းဟင်းဆိုင်တော့မဟုတ်ဘူးဒါပေမဲ့တကယ်လို့စားကျင်လို့ရှိရင်တော့ booking ကြိုယူရတယ်ထင်တယ်ပေါ့နော်နောက် booking မြူပဲလာတဲ့လူတွေနေရာမြရတွေ့တယ်ကောင်းလားစားကြည့်လားအင်းထဲကနေ့လည်စာပေါ့ဒီထောင်ကောင်းလားကောင်းလားလှေလေးကြလာအောင်လှေလေးကြလာအောင်ဟုတ်တယ်သူအင်းထဲကဝယ်လာလှေလေးပါအင်းသားလေးရောအင်းသားလေးဟုတ်တယ်အင်းသားလေးနဲ့လှေလေးပဲဟုတ်တယ်ဝယ်လာတာနော်သူ့မရတော့စားနေပါပြီကဲစားပါပြီအပြီးတော့လာအောင်မယ်နိုင်ဒါဟင်းရမဆုံးလိုက်ဘူးဖန်ကျင်ဒီတော့ကိုက်လန်ကျော်အမမီတော့ကျော်အင်းနဲ့တော့စားတာပါရန်နာတို့အင်းလေးမှာနေ့လည်စားပြီးရင်တော့ပြန်ပြီးပေါ့နော်ရန်နာတို့ရဲ့အင်းလေးတနေ့ဒါလေးကဒီလောက်ပါပဲဒါကတော့စားနေနေဖျားလှည့်လာတဲ့ဖွဲ့ကိုထပ်တွေ့လို့သွားအပြေးလေးသွားရိုက်ထားတာပါဗီဒီယိုလေးပါရန်နာရဲ့အင်းလေးဘလော့လေးကတော့ဒီမှာပဲဆုံးသက်ပါတယ်ဘိုင်ဘိုင်ပါ